တလောက်ကိုသိန်းပေါင်း900ဝင်ငွေရှိနေတဲ့ဖြူဖြူထွင်းရဲ့နောက်ွယ်ကအကြောင်းရင်းမလီမင်းမှာသူမသိန်းတောင်းချီလှူဒန်းနိုင်ရတဲ့နောက်ွယ်ကအကြောင်းရင်းကိုပြောသူကတော့ဖြူဖြူထွင်းပါဖေ့ဘုတ်ဆယ်လီဖြူဖြူထွင်းကတော့လူတွေသိကျင်နေကြတဲ့သူမရဲ့အထူးကရတဲ့ဝင်ငွေလမ်းကြောင်းကိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဆယ်လီဖြူဖြူထွင်းဟာမရှိစင်းရဲသားတွေကိုအလှူဒန်းပေးသလိုတဘာဝဘေးရန်တွေအကြောင်းအတိုင်းမှာလည်းရှင်းဆုံးကလှူဒန်းနေသူပါဖြူထွင်းဟာပြီးခဲ့တဲ့ရေဘေးမှာလည်းပါဝင်လှူဒန်းခဲ့တယ်လို့ယခုလက်ရှိမှာကြာရောက်ခဲ့တဲ့ငလင်ဘေးမှာလည်းအကြီးအကျယ်ကိုလှူဒန်းနေတာဖြစ်ပါတယ်တချို့သောသူတွေကတော့ဖြူဖြူထွင်းဟာလူဒန်းတွေကိုဖင်ကားရတဲ့ဝင်ငွေနဲ့ဒီလောက်လူဒန်းနိုင်တာလေအလူဒန်းနောက်ကွယ်မှာကိုကျိုးစီးပွားရှာနေတဲ့လျှို့ဝှက်အကြောင်းရင်းတွေရှိမလားဆိုပြီးတော့အားလုံးကသိချင်နေကြတာဖြစ်ပါတယ်အားလုံးသိချင်နေကြတဲ့ဖြူဖြူထွင်းဟာကျောင်းကဝက်တစ်ခုမှာကပြရည်နဲ့နာမည်ကြီးလာပြီးတော့နာမည်ကြီးဆယ်လီဖြစ်လာတော့အဲ့နောက်မှာတော့ဖြူဖြူထွင်းဟာနေရှုံးဝဲတွေဆိုတော့ကြောင်ညာရဲ့ကွင်းဝင်ငွေတွေနဲ့မိသားစုကိုချမ်းသာကြုံအောင်လုပ်ပေးနိုင်တာဖြစ်ပါတယ်ဒါအပြင်ဖြူဖြူထွင်းကိုနာမည်ကြီးစေတဲ့အဓိကအချက်ကတော့အလူဒန်းနေကြပါသူဖြင့်ဖြူထွင်းဟာဘယ်နေရာကိုပဲတော့ကင်မရာတကားကနေလှူဒန်းလေးရှိသွားဒါကလည်း Facebook ဆယ်လီဖြူဖြူထွင်းအောင်နာမည်ကြီးလူပညာရှင်မဟုတ်တာတော့တော်တော်လေးကိုချမ်းသာကြွယ်ဝတဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင့်လူနိုင်တန်းနိုင်တာဖြစ်ပါတယ်။သူပြင်တော့ Facebook ဆယ်လီဖြူဖြူထွင်းအောင်မြန်မာနိုင်ငံမှာတဘာဝဘေးရန်တွေကြာရောက်ချိန်မှာတိတ်တောင်းချီကလူပေးနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာခိုင်နှုန်းဝေကလွှဲရင်နာမည်ကြီးထိတ်တန်းရုပ်ရှင်မင်းသားနဲ့မင်းတွေတော့ဒီလိုမျိုးလူကြီးတန်းကြီးမပေးနိုင်ပါဘူး။ဒါကြောင့်လည်းဖြူထွင်းဟာဒီလိုလူတန်းလုပ်ဖို့ငွေတွေဖင်ကားရတယ်ဆိုပြီးတော့မေးခွန်းထုတ်လိုက်တာပါ။ဒရိုက်တာပြင်းဒီဟာတချို့သောလူတော်များများကတော့ဖြူထွင်းကိုနောက်ကွယ်ကနေထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေရှိကိုရှိရမယ်လို့ပြောလာတာပါအထူးသဖြင့်တော့ဖြူထွေအောင်ချန်စီယိုမယ်တော်ဟောင်းဆိုစီပြုတ်စီကြောင်ကြမှာလဲနိုင်ငံတော်ကြီးကဲဟောင်းတယောက်ကိုလှောင်ပြောင်လို့ဖြစ်ခဲ့လို့တနိုင်ငံလုံးကပြည်သက်တွေကြားထဲမှာလူပြောများနေတာဖြစ်ခဲ့ပါတယ်ဒါကြောင့်လဲဖြူထွေကိုထိန်းချုပ်နေတဲ့နောက်ကွယ်ကလက်မဲကြီးတွေရှိနေမလားဆိုပြီးအားလုံးကလည်းတန်တရားဝင်နေကြတာပါခုခါမှာတော့ဖြူထွေကသူမဝင်ငွေရတဲ့အဓိကလုပ်ငန်းကြီးကိုပြောလာပါတယ်ဖြူထွေကိုအဓိကဝင်ငွေရစေတာကတော့ internet monetization ပါပဲခုခေတ်မှာ Facebook YouTube TikTok စတဲ့ internet social media platform မှာ follower viewer များရဲ့ပတ်စံရပါတယ်ဖြူထွေကမိဘအောင်လုပ်ချင်နေသူဖြစ်လို့စိတ်ထားကောင်းကအလူတန်းတွေလုပ်နေလို့လည်းအားလုံးကချစ်ခင်အားပေးကြတာပါဒါအပြင်ဖြူထွေဟာအင်တာနက်ကြောင့်နာမည်ကြီးလာတဲ့ပြီးအင်တာနက်မှာဘယ်လိုလုပ်ရင်လူစိတ်ဝင်စားအောင်ကောင်းရမလဲဆိုတာသူသိပါတယ်ဒါကြောင့်ဖြူထွေကမြန်မာနိုင်ငံမှာအင်တာနက် follower အများဆုံးဆယ်လီဖြစ်နေတာပါလူဖြူထွေကအင်တာနက်မှာနာမည်ကြီးကကြည့်ရှုသူများတာနေရင်တလားလောက်အင်တာနက်ကနေငွေသိန်း900အထက်ရှိနေတာဖြစ်ပါတယ်အဲဒီကရတဲ့ငွေတွေပဲဖြူထွေတောင်လူတန်းလောက်ခိုင်းတာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့သူတွေကရောအင်တာနက်ကတလောက်ကိုသိန်း900ရနေတဲ့ဖြူထွေကိုဘယ်လိုပြင်ကြမလဲဆိုတာပြောသွားကြပါအောင်ရှင်ဒီဖြစ်နေတာပါလူဖြူထွေကအင်တာနက်မှာနာမည်ကြီးကကြည့်ရှုသူများတာနေရင်တလားလောက်အင်တာနက်ကနေငွေသိန်း900အထက်ရှိနေတာဖြစ်ပါတယ်အဲဒီကရတဲ့ငွေတွေပဲဖြူထွေတောင်လူတန်းလောက်ခိုင်းတာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့သူတွေကရောအင်တာနက်ကတလောက်ကိုသိန်း900ရနေတဲ့ဖြူထွေကိုဘယ်လိုပြင်ကြမလဲဆိုတာပြောသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုကြည့်နေကြတဲ့သူတွေကရောအင်တာနက်ကတလောက်ကိုသိန်း900ရနေတဲ့ဖြူထွေကိုဘယ်လိုပြင်ကြမလဲဆိုတာပြောသွားကြပါအောင်ရှင်ဗီဒီယိုလေးကိုကြည့်နေကြတဲ့သူတွေကရောအင်တာနက်ကတလောက်ကိုသိန်း900ရနေတဲ့ဖြူထွေကိုဘယ်လိုပြင်ကြမလဲဆိုတာပြောသွားကြပါအောင်ရှင်